ဒီဇိုင်နာတွေစီမှာအင်ကြီးအပ်တော်မယ်ဆိုရင်အဲ့ဒီနှစ်နည်းရှိပါတယ်ပထမနည်းကတော့အမိုင်အော်ညီမလေးဟုတ်အင်ကြီးအပ်ချင်လို့ရှိရင်တော့ပါအောင်ဘာပွဲအတွက်လဲဟုတ်ညီမရဲ့ငါပွဲအတွက်ပါတို့သမီးဝစ်ဆောင်လေးအပ်ချင်လို့အော်မင်္ဂလာဆောင်အတွက်လားအမလေးအားဆိုတော့စိတ်ဓာတ်ဆာညီမရဲ့အမလည်းနဲ့ထိပ်ပြီးအမဆီမှာချုပ်လာလို့ရှိရင်ရတယ်တကယ်ကိုအလားဆုံးတို့သမီးလေးတယောက်ကိုဖြစ်သွားစေရမယ်လို့အာမခံဟုတ်ဟုတ်မင်္ဂလာဆောင်ပဲနေရတာနဲ့မင်္ဂလာပွဲတော့နောက်လာတယ်မှာပါဒါပေမဲ့လေရလေးနဲ့ကျွတ်အပ်တာပါဟိုကအမိမဆိုလို့လေစိတ်ချရအော်နောက်လာမှာမလေးအေးစိတ်မိရစိတ်ချပွဲနဲ့အမိလုံးဝဟိုလေအလားဆုံးဝတ်ဆောင်တဲ့ညီမလေးစီပို့ပြင်နော်ဘက်ကညီမလေးစီမှာကိုယ်တိုင်လေးသွားပြီးယူလိုက်နော်တီရီဒီညီမလေးကိုအေးကိုယ်တိုင်လေးယူပေးလိုက်ပါအောင်တခြားလေးလုပ်ပေးလိုက်နော်မင်္ဂလာဆောင်တော့အဲ့တဲ့ဒီမှာပိတ်စာလေးတစ်ခြားတင်လိုက်နော်ဟုတ်ပြီသွားပြီးတိုင်းလိုက်နော်ညီမ Few minutes later အဲ့ဒါဆိုအမကြီးလေညီမဘယ်ရက်တော့ပြန်ပြီးတော့အင်ကြီးလေးပြန်လာပြီးရွေးရမယ်မသိအော်ညီမပြန်လာကြမလို့အမရရနဲ့ညီမလေးကိုဖုန်းဆက်လိုက်မယ်ပြီးလို့ရှိရင်အမတို့ကိုယ်တိုင် delivery နဲ့လုပ်ပြီးညီမလေးအိမ်တိုင်ရောက်ကိုလာပို့မယ်ဝတ်စုံလေးစိတ်တာချနေဟုတ်ပြီလားဟုတ်ပြီးအစဉ်ကြပါကျေးဇူးပါအမရဲ့စိတ်ချနေမယ်နော်အမဟိုလေမင်္ဂလာဝတ်စုံဆိုတော့ရက်လေးတော့အမိလုပ်ပြပါနော်အခုအိမ်ပြန်ရပြီးစအေးလေးလည်းငဲတော့ဟုတ်ပြီလားအချိန်မှန်တိကျလှပဖို့ဆိုတော့အမတို့ဆိုင်ရင်စံနှုန်းတစ်ခုပဲအဲ့တော့ညီမစိတ်ချလက်ချတာအိမ်လေးပြန်ပြီးနေအခုချိန်မှာတို့သမီးဆိုတော့ကိုတာလှအောင်နေဟုတ်ပြီလားနော်အမတို့ရရနဲ့ဖုန်းဆက်လိုက်မယ်ညီမဖုန်းဆက်လိုက်မယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့တော့လေးပါမယ် much later အမရေအော်ညီမလေးမတွေ့ရအောင်ကြာပြီကိုဝင်းနဲ့လားဘယ်နှလားရမလဲ6လပြည့်တော့မယ်မဟုတ်ထိုင်နေညီမထိုင်ကိုထိုင်မှာဘောပိုင်းနဲ့ဆိုထိုင်ကိုထိုင်နေနော်ဟုတ်ကျေးဇူးပါဟုတ်လိုင်းကိစ္စကတော့ဟိုလောကရဲ့3နှစ်ကျော်အခဲ့ညီမရဲ့တို့သမီးဝစ်ဆောင်လေးကိုအခုပြန်လာကြွေးရပါဟုတ်မင်္ဂလာထက်ဆောင်မလို့လားညီမမင်္ဂလာကထက်ဆောင်မလားအမရဲ့ဟိုဘိုင်းတစ်ခါကလေးကအန်ဖာဆိုင်ရောက်ကြည့်တော့မိန်းကလေးတယ်လေအဲ့တော့ညီမရဲ့မင်္ဂလာဆောင်တော့အကြောင်းကြောင့်မဝစ်ဖြစ်လိုက်ရတဲ့ဒီတို့သမီးဝစ်ဆောင်လေးကိုညီမသမီးလေးအေးရတော့လင်ယူတဲ့အခါသူ့ကိုဝစ်စီခြင်းလို့လာရွေးရပါအော်ညီမခဏနော်ဖုန်းလာနေလို့ဟုတ်ကဲ့ဟယ်လိုအော်အမဟုတ်ပြီးနေပြီအင်ကြီးကပြီးနေပြီဟိုလေကျဲလေးတစ်လုံးတက်ဖို့ကြံနေလို့အမဟုတ်ဟိုပြီးနေပြီတကယ်ပြီးနေပြီအရန်လာတာအမဝတ်ဆောင်အမဝတ်လိုက်ရင်ပိုးလှတော့အမအခုမှဒီတိုင်းချုပ်နေရင်တော်လှနေပြီအမလုံးဝဟိုထိမိနေအောင်ဟုတ်တယ်အမပြီးနေပြီဟုတ်ရအမလာယူကြမလို့ညီမပြီးလို့ရှိရင်လေကိုယ်တိုင်ဖုန်းဆက်ပြီးအမကို delivery နဲ့အဲ့လိုပို့ခိုင်းလိုက်မယ်အမအိမ်နိုင်ရောက်လေအမလာယူကြမလို့နော်အမဟုတ်ကဲ့ဟုတ်တကယ်ကိုလက်စားတက်နေပြီအမရဲ့တကယ်ကျဲသေးတာအမလောက်နည်းနည်းလေးလေလူဆိုင်ရတဲ့ညာကြီးရဲ့ရောအောင်ဖြီးတဲ့ညီမဟာပြောလိုက်ကြတယ်အော်ဘာမှမပါဘူးတချင်းဆိုတာပါပြင်းလို့ဟုတ်ဟုတ်အမပြီးရင်ပို့ဆက်လိုက်မယ်နော်ဟုတ်အမအရင်မဆောင်ဖက်လာကြမလို့အမပင်မနဲ့ဟုတ်ကျေးဇူးပါအမဟုတ်ကဲ့အမပို့ဆက်လိုက်တော့မယ်နော်ဟုတ်ကဲ့ပြီးအခုလက်စားတက်လာအောင်မယ်နော်ဟုတ် sorry နော်ညီမစောင့်ရတာကြားပါလားမသိဘူးအားနာလိုက်တာရပါတယ်3နှစ်ကျော်ကြီးစောင့်ခဲ့ပြီးပဲဒီလိုမိနစ်ပိုင်းခိုင်းဆောင်ရတော့ကိစ္စမရှိပါဘူးဒါနဲ့ဟိုညီမဝစ်စုံလေးကပြီးမလားရင်ပြီးဆိုလို့ရှိရင်လေညီမအခုတခါလေးအပြန်ယူသွားခြင်းလို့ဟုတ်ညီမအင်ကြီးလားပြီးပြီဟိုစီးကွန်လေးနည်းနည်းထိုးဖို့ကျန်နေလို့အော်စီးကွန်ထိုးတော့ import ရရမှာ easy ချုပ် လို့ကိစ္စမရှိဘူးနော် easy တာလို့အော်ဒါနဲ့အမမဟိုယောဂတွေဘာရောမရှိဘူးမလားယင်ဟိုဘာယောဂမရှိပါဘူးဘာလို့လဲညီမချုပ်ရင်သေးတော့မှာဆိုလို့ငါသမီးလင်းယူနဲ့ဝေးရမယ်လည်းမမြင်ဘူးလေစီးကွန်ထိုးတော့နဲ့သွားအောင်မယ်နော်မဟုတ်ကျေးဇူးပါညီမပထမနည်းလို့3နှစ်ကျော်4နှစ်ကြီးမစောင့်ချင်ဘူးဆိုလို့ရှိရင်ဒုတိယနည်းကတော့အမိုင်ဟိုအင်ကြီးရဲ့အဲ့လိုရတာရှင်ဟောညီမလေးအော်အရင်တစ်ခါအဖူးသေးတဲ့ညီမလေးမလားဟုတ်တယ်တစ်ခါချက်ဖူးသေးရဲ့လေအော်အဲ့ဒါဆိုကိုယ်နဲ့အမကြီးမှရှိတာပဲပိတ်စာလေးထားခဲ့လိုက်နော်ရမထားခဲ့ဒီမှာပိတ်စာကဒီမှာ
တခါလေးပိတ်စာပတ်ပြီးတော့လာအမချက်လိုက်တော့ရအဲ့မအေးစီတော့ထားလိုက်ပြီစောင့်လိုက်အဲဟိုညီမထားရလိုက်ပြီအမရလို့ရှင်ဖုန်းဆက်လိုက်မယ်အာနာစီလိုက်ညီမရဲ့ထိုင်းဆောင်ရမှာအားမနဲ့ဒီမှာထမင်းထိုင်းနေလို့လားပိတ်စာမရှိအေးစီချုပ်နော်ဟုတ်ပြီလားဘုရားထိုင်းဆောင်ရမယ်လေနောက်မှအေးစီချုပ်ပိတ်စာမရှိအားမဖြစ်ရလားညီမအမအားနာလို့ပါဒါမှအေးစီတော့ဒီမှာသမင်းကြည့်ဟင်းကြည့်ပဲဒီနေ့မှဘုန်းမနေ့ကစားကြည့်ပါလားမအဲ့တော့ညာအိတ်ဆောင်ဆိုရင်ညာအိတ်ဆောင်နေပြီညာအိတ်မှာနော်အေးစီတော့မှာအိတ်ဆောင်မရှိကျမစိတ်ထဲမထားနဲ့အေးစီတော့ရဟုတ်ညီမလေးစောက်ရအစင်မတင်ပြန်လို့ရရင်တော့ညီမဖုန်းဆက်လိုက်မယ်လေဒလီဘိုင်နဲ့ပို့မလေးအမအဲ့ဒလီဘိုင်နဲ့ဖုန်းလေးဆက်ဖို့လုပ်ပြီးရှုပ်ပါရင်မတခါလေးဆောင်လိုက်တော့အေးရပါမကျမအားနာတယ်ကျမသိတော့အမကျမအားနာနေဆိုတော့အားနာဒီမှာစောက်လေးဖတ်ပြီးဆောင်လိုက်မယ်လေအတင်းကြီးအေးစီတာလို့တော့ရကိစ္စမရှိအေးစီချက်တော့မှလည်းအေးစီပဲကျွန်မမလို့အေးစီတာချက်ကိစ္စမရှိဘူးဒီမှာပြန်มาရတယ်အေးစီတော့ကနေရကြကြဒီမှာပဲတောင်းနေရတယ်ဒါလေးကတော့ extra ပါဒီမှာဘာလို့လုပ်လဲဆိုတော့ဒီမှာအောက်မှာဘိုက်ကိုအတွက်ဆက်ချက်မှာကွာ body weight မှာတခန်းပါတယ်လေခုနကြည့်ခဲ့ဆက်ချက်မှာတော့အဲ့ဒီအတွက် body weight မယ်ပြီးလို့ရှိရင်အောက်မှာသွားရမယ်ဆိုတော့ body မှာဘောက body တစ်ခါမှမထိုးဘူးကွာအဲ့တော့ဝေးရလွယ်မလားကျွန်တော်စစ်တယ်တော့မဖြစ်လားဘော်ဒီမျိုးကကျွန်တော်မျိုးသားရရှိလို့ရှင်းပြမယ်ဟောစိတ်ကတကယ်ကိုပြီးစီနှောင်းတောင်းလေးဒီမှာတကယ်ကိုပြီးစီနှောင်းတောင်းလေးဒီဟာကိုလုံးထည့်ရတာလုံးကြည့်ထည့်နေတာကွာတိတ်လွယ်တဲ့ထဲမှာအဲ့အောင်မှာကိုကတကယ်ဟုတ်ပြီဆိုလို့ရှိရင်လူမျိုးရှိုးပြီးမှလို့နောက်ပြန်လက်ပြန်ထည့်ရတာမလားအဲ့တော့ဒါကျွန်တော်ကတော့လွယ်မယ်လို့မထင်ဘူးအဲ့တော့စူးစမ်းကြည့်မယ်ဘော်ဒီကိုဒီပန်းဝဲပါရရှိပါနော်အေးတော့မှညာလာတခြားရလို့ရှူလိုက်မယ်ရှူပြီးရခါမှာဘဝကဒါကြီးနဲ့လူတွေမှာကြောအဲ့လိုဆက်ပြီးတော့တွေ့လားလည်းကပူထုံးပြီးတော့တွေ့လားထင်တယ်မယ်ဘလုံးမမဝင်ဘူးတွေ့လားတွေ့လားဘလုံးမတော့ပြီးစီနောက်တော့လေဘလုံးမျိုးကြီးကြီးမှတစ်ချိန်ချက်အင်းဆိုလို့ချက်တယ်မဟုတ်ပါဘူးတေးသေးလေးကိုတစ်ချိန်တော့နေခွဲထားတာလေအဲ့ဒါစဉ်းစားကြည့်ကိုယ်တိုင်မိမဖြစ်လို့ရှိရင်လေဘာမှစီးပွားရေးလူမှုရေးတွေယောက်ျားသားတစ်ယောက်မလို့တခြားအဖော်တစ်ယောက်မလို့ဆိုရင်တော့ကွာဒီနေ့တင်ဘော်ဒီအဝတ်ဘော်ဒီချုပ်ကိုတော့ဒီခါကိုယ့်ရဲ့ဘေးမှာအဖော်တစ်ယောက်ရှိမှအောင်ရမယ်ထင်တယ်နော်နားမအဲ့တော့တီးပြီးအမလေးကောက်ချက်ပါပါဟာလာမြေတမအဲ့ဒါမဲ့ကိုကြီးမသိရင်မမင်းကလေးလည်းပဲခန့်နေလို့ရှိရင်အခုကိုကြည့်ကြဒီမှာတွေ့လားဒီမှာဘော်ဒီကိုအရင်ဆုံးဒီမှာဒီလိုမျိုးကိုဝေးသေးပဲကိုလုံးမရှိုးသေးပဲကွာအရင်ချိတ်ပလားမှချိတ်သွားလွယ်လွယ်လေးအဲ့တော့ချိတ်သွားကမှစွတ်ကျဲဝတ်တယ်လို့မျိုးလေဘော်ဒီကိုအဲ့လိုမျိုးစွတ်ချပလားစွတ်ပြီးတော့ဟာအမလေးရပြီအမဆောင်းပါလေအမအဲ့လိုစွတ်ချပလားကဲလွယ်နေဟုတ်ပြီနော်အမလေးတွေ့လားငန်းကိုရင်ဒီမှာအကောင်အဝင်ခွင်ကြဒီမှာအရှိလည်းပဲကွက်တိဒီမှာအနောက်ကိုလည်းနည်းနည်းလေးဆွတ်ချလိုက်ပါဒီမှာ